နဲ့မောင်နဲ့ခုမှတွေ့တာလူပါမောင်ရင်တို့ကပြောကြတော့ရည်စရာပါသမင်္ဂလေးတို့တို့ဝက်ကညငယ်စဉ်မှာလူတွေမဝင်ခင်သေးတော့အလှပြင်စင်ရှာရင်ရင်ကုန်းကုန်းပြောမယ်တောတသက်မှုပြည့်တော်ရရှင်တွေကစီပရီလောက်ခါတုံးတပါတယ်အုံမခွက်ကိုရှာဒေါ်လာပြား15ပြားလောက်ဆွဲရထားကိုများကမြောက်စားပြီးမဲ့ဟိုတုန်းကလည်းမပြောပါကိုများကမြောက်စားပြီးမဲ့ဟိုတုန်းကလည်းမပြောပါကျမတို့စီကိုလိုက်လို့ပို့ပါလိုက်လို့ပို့မဲ့ပြောလို့သူညာတယောက်ချကြတာလွန်နေနေရအတော်မလို့တော်အစမ်းမလို့ပြောနှဝင်ချိုးမလို့ပြောသဘောကြိုက်ကိုဖြစ်မလိုက်နိုင်ပါပြီတခါရွှေပြည်ဆိုလွန်ဖို့